မင်္ဂလာပါ No More Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ WWE မှာအသုံးပြုတဲ့ပစ္စည်းတွေရဲ့လျှို့ဝှက်ချက်တွေကိုပြောပြပေးတော့မှာဖြစ်ပါတယ် WWE ကပစ္စည်းတွေကကြည့်ရတာလဲအနေနဲ့များတယ်ရိုက်လိုက်ရင်လဲအတန်ကျဲပြီးအရန်နာမဲ့အတန်ထွက်တယ်သူ့လားဆိုတော့လဲမဟုတ်ပြန်ပါဘူးဒါဆိုရင်ပါလဲအမှန်ကတော့ WWE မှာအသုံးပြုတဲ့ပစ္စည်းတွေကိုအတတ်နိုင်ဆုံးဘေးကင်းအောင်ပြုလုပ်ထားပြီးကြည့်လိုက်ရင်တော့တကယ်ကိုနာကျင်စေမယ်လို့ခံစားရတဲ့ခံစားချက်မျိုးရအောင်နောက်ွယ်ကလက်ကလေးတွေနဲ့ဖန်တီးထားတာပါကဲဒါဆိုရင် WWE မှာသုံးတဲ့အဓိကလက်နက်ပစ္စည်းတွေဖြစ်တဲ့စတီးထိုင်ခုံတွေစပွဲတွေလေကားတွေတူကြီးတွေတန်ဆူးကြိုးတွေအကြောင်းကိုဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်နံပါတ်1စတီးထိုင်ခုံများနာမည်ကျော်စတီးခိုင်ခုံနဲ့စလိုက်ရအောင်ပါ The Rock John Cena ကနေပြီးတော့ Roman Reigns အထိအားလုံးသုံးခဲ့ကြတာပါဒါပေမဲ့နောက်ွယ်ကလေးဝက်ချက်ကတော့ WWE ထိုင်ခုံတွေကစတီးအစနဲ့လောက်ထားတာမဟုတ်ပါဘူးထိုင်ခုံတွေကိုပေါ့ပါတဲ့အလူမီနီယံနဲ့ပြုလုပ်ထားတာပါအဲ့ဒါကြောင့်ခုံနဲ့လူကိုရိုက်လိုက်ရင်အလွယ်တကူကွေးကောက်သွားတာပါကြည့်တဲ့ပရိသတ်တွေတော့လည်းအားရစေတဲ့ထိချက်တွေကိုဖန်တီးပေးပါတယ်အဲ့ဒါဆိုရင်အဲ့ဒီလိုရိုက်လိုက်လို့အတန်အကျယ်ကြီးထွက်လာတာရောအဲ့ဒါကတော့ထိုင်ခုံတွေကအလူမီနီယံဖြစ်ပြီးထိုင်ခုံရဲ့မျက်နှာပြင်ပြားနဲ့တစ်ဖက်လူကိုရိုက်လို့အတန်ကျဲတာပါပြီးတော့နံပါတ်နံပါတ်တွေကခန္ဓာကိုယ်ရဲ့ထိခိုက်မှုအများဆုံးကိုခံနိုင်ရရှိတဲ့နောက်ကျောအပေါ်ပိုင်းချက်သားကိုပဲပြည့်မြတ်ထားပြီးရိုက်ကြတာပါဒါကနာကျင်မှုကိုပိုပြီးတက်တာစီပြီးတော့ရိုက်ခံရတဲ့ခါမှာလည်းအတန်ကပိုကျဲပါလေမျက်နှာကိုရိုက်ရင်လေရိုက်ခံရမယ့်သူကမျက်နှာကိုလက်ဖဝါးနဲ့ကာထားပြီးမှရိုက်ခံတာပါဒါပေမဲ့အထင်မလွဲလိုက်ပါနဲ့ဒါကလည်းနာတာပါပဲအလူမီနီယံလိုတက်တူပစ္စည်းနဲ့ရိုက်ခံရတာကစတီးအစ်စ်နဲ့ရိုက်ခံရတာထက်နာကျင်မှုပိုတက်တာပိုပြီးဘေးကင်းတာပဲရှိပါတယ်တခါတလေနဗန်းသမားတွေထိုင်ကုန်နဲ့ရိုက်တဲ့အခါတိုင်ပင်လွှဲလို့တကယ်ကွဲတာတွေးထတာတွေလည်းအများကြီးရှိပါတယ်နံပါတ်1 WWE ကဇပွဲခုံများ WWE နဗန်းသမားတွေဇပွဲပေါ်ကိုခုံချတာကင်ပေါက်တာလို့လုပ်တဲ့အခါဘာဖြစ်လို့ဇပွဲတွေကအမြဲတမ်းအလွယ်တကူကျူးတော်လဲဆိုတာကိုသတိထားမိပါသလားဘာကြောင့်လို့ထင်ပါသလဲအမှန်တကယ်ကတော့ WWE ဇပွဲတွေကိုအလယ်မှာကြိုတင်ဖြတ်ထားတာဒါမှမဟုတ်အားနဲ့အောင်လုပ်ထားတာကြောင့်ပါပဲသူတို့ကလက်ဝက်တက်သားလို့ခေါ်တဲ့ပေါ့ပါတက်သားကိုအသုံးပြုထားပါတယ်နံပါတ်နံပါတ်တယောက်ဇပွဲပေါ်ပြုတ်ကျတဲ့အခါဇပွဲကတတရထပ်ပိုင်းကျိုးကျတော့တာပါအဲ့ဒီလိုအလွယ်တကူကျိုးတော့တဲ့အတွက်ထိခိုက်မှုကိုအတော်အသင့်ရောနေစေပါတယ်ဒါပေမဲ့အတွေ့အကြုံရှိတဲ့နံပါတ်နံပါတ်တွေတော့တိုင်ပင်လွှဲတာအစ်စ်လွဲတာကျိုးတာကန်းတာတွင်းဒဏ်ရာရတာတွေအပြင်အသက်သေဆုံးတဲ့အထိဖြစ်ကြပါတယ်နံပါတ်3 sledgehammer ပွဲစဉ်တွေမှာတကယ်တူအစ်စ်ကိုသုံးတဲ့အခါ Triple H ကတစ်ဖက်လူထိခိုက်မှုမဖြစ်အောင်တူခေါင်းကိုသူ့ရဲ့လက်နဲ့ဖုံးအုပ်ပြီးမှအသုံးပြုရပါတယ်ဒါကြောင့်ပဲသူလွှဲရတဲ့အခါလက်နဲ့ဖုံးအုပ်ထားတဲ့အတွက်သူကပြိုင်ဖက်ကိုတကယ်မထိပဲကြီးကြီးမားမားဒဏ်ရာတွေမရကြတာပါကင်မရာတန်ဆူးကြိုးများတန်ဆူးကြိုးပွဲစဉ်တွေကကြည့်လိုက်ရင်တကယ်အသေးရစရာကောင်းပါတယ်သွေးအလင်းလေးနဲ့အလွန်ရက်ဆက်တလို့ပါပဲဒါပေမဲ့ဒီလောက်အနေရများတဲ့ပွဲတွေမှာလူတွေတေဆုံးမှုမဖြစ်ဘူးဆိုတာတော့တန်ဆူးကြိုးတွေကိုအတုလို့ထင်ပါလိမ့်မယ်ဒါပေမဲ့တန်ဆူးကြိုးတွေကအစ်စ်တွေဖြစ်ပါတယ်နဗန်းသမားတွေအနေရကင်းအောင်သာပြုတ်ပြင်းမွမ်းမံထားတာပါWWE မှာခြုံထက်နေတဲ့တန်ဆူးကြိုးတွေကိုရေပြားချစ်မိယုံလောက်အောင်သာဖြစ်အောင်ပြုပြင်ထားတာပါတန်ချုံထိပ်ပိုင်းတွေကိုပလျာနဲ့ညှက်ချေပြီးလုံးထားတာဒါမှမဟုတ်တစ်ခါတလေရောဘာနဲ့ဖုံးအုပ်ထားတာတွေကိုပြုလုပ်ထားတတ်ပါတယ်ဒါကြောင့်ဒီတန်ဆူးကြိုးတွေကအရေပြားကိုချစ်မိနိုင်ပေမဲ့စူးကြိုးအစ်စ်လိုနက်နက်ရှိုင်းရှိုင်းအတွင်းပိုင်းအထိမထိုးဖောက်နိုင်ပါဘူးကြီးကြီးမားမားဒဏ်ရာမဖြစ်ဖို့နဲ့ထိတ်လန့်တုန်လှုပ်စေဖို့တက်တာဖြစ်ပါတယ်ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမှန်တကယ်ကိုမဖြစ်နိုင်အောင်ဖန်တီးထားတာပါဒါပေမဲ့နာကျင်မှုကတော့အနည်းနဲ့အများခံစားကြရတာပါပဲနံပါတ်5လေကားများ ladder match လို့ခေါ်တဲ့လေကားပွဲစဉ်တွေက WWE မှာဖျော်ဖြေမှုအပေးဆုံးနဲ့အနေအရှိဆုံးပွဲစဉ်တွေမှာပါဝင်ပါတယ်ဒီလိုအနေရှိတဲ့ပွဲမှာအသုံးပြုတဲ့လေကားတွေကရောအစ်စ်တွေလားဆက်ပြီးတော့လေ့လာကြည့်လိုက်ရအောင်ဒီပွဲတွေမှာသုံးတဲ့လေကားတွေကအစ်စ်တွေပါပဲဒါပေမဲ့ WWE မှာသုံးတဲ့ထိုင်ခုံတွေလိုပါပဲပြင်ပလုပ်ငန်းသုံးလေကားတွေထက်ပိုပြီးပေါ့ပါတဲ့အလူမီနီယံလေကားတွေကိုအသုံးပြုထားတာပါ
ဒါကြောင့်သူတို့ကပိုပြီးကျိုးလွယ်ကွေးလွယ်တည်ယူရလွယ်တာပါဒါပေမဲ့နဘန်းသမားတွေအတွက်အနေနဲ့အများကြီးရှိပါသေးတယ်လေကားပေါ်ကပြုတ်ကျတာခုန်ချတာမှာအကြမတော်လို့တိုင်ပင်လွဲလို့နဘန်းသမားတွေရဲ့အရိုးတွေခန္ဓာကိုယ်တွေထိခိုက်မိတာအများကြီးရှိပါတယ်လေကားနဲ့ရိုက်တဲ့အခါမှာလဲမတော်တဆလေကားတောင်းဆွန်းတွေနဲ့မျက်နှာတွေထိခိုက်မိပြီးဒဏ်ရာအပြင်းထန်ရကြပါတယ်ဒါကြောင့်ဒီပွဲတွေကိုဝင်ကစားပြဖို့ဆိုရင်တော့နဘန်းသမားတွေအနေနဲ့လေကားတွေကိုကျွမ်းကျင်သုံးချနိုင်အောင်လေ့ကျင့်ထားပြီးဝင်ကစားပဲနံပါတ်5 WWE ကတန်မိုးများ WWE မှာ WWE ရဲ့တန်မိုးတွေက100%အစစ်မှန်တတုတန်မိုးတွေပါရဘာမဟုတ်ပါဘူးအတူအယောင်မဟုတ်ပါဘူးပြုတ်ပြင်မမှန်ထားတာလည်းမရှိပါဘူးလဲစားတာမျိုးလည်းမဟုတ်ပါဘူး WWE ကကျွန်တော်တို့တာမန်ဆိုင်တွေမှာဝယ်လို့ရတဲ့တန်မိုးတွေကိုပဲအသုံးပြုထားတာပါပစုံတစ်ယောက်ကိုအဲ့ဒီတန်မိုးတွေပေါ်ပစ်ချလိုက်တဲ့အခါသူတို့ဟာအရေးပြားကိုတကယ်ဖောက်ဝင်သွားတာပါဒါကြောင့်သွေးဆက်တွေတင်းငယ်တဲ့အပေါက်ရလေးတွေနဲ့နဘန်းသမားရဲ့ကြောလက်မောင်းဒါမှမဟုတ်တောင်စစ်တွေမှာတန်မိုးတွေစိုက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်သူတို့ဘယ်လိုလုပ်ပြီးလုံခြုံအောင်ဘေးကင်းအောင်လုပ်ကြပါသလဲတန်မိုးတွေကိုတေချာပိုးသက်တန့်ဆင်ထားပါတယ်ပြီးတော့ WWE နဘန်းသမားတွေကလည်းကြိုတင်ပြင်ဆင်ထားရပါတယ်ဝဲမစခင်တန်မိုးတွေသုံးမယ်ဆိုရင်သူတို့တိထားတော့စိတ်ပိုင်းရောကိုယ်ပိုင်းမှာကြိုတင်ပြင်ဆင်ထားကြပါတယ်တန်မိုးအစိုက်ခံရမယ့်ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုလည်းလွဲချုံမှုဖြစ်အောင်တေချာဇက်တိုက်ပြီးပြင်ဆင်ထားရပါတယ်ထိခိုက်မှုဖြစ်တဲ့အခါနဘန်းသမားတွေကကြွက်သားကိုတင်းထားပြီးအရေးပြားနဲ့ထိခိုက်မှုဖြစ်အောင်သူတို့တွေကလည်းပွဲပြီးတာနဲ့ချက်ချင်းဆွဲထုတ်ပေးဖို့နဲ့ဒဏ်ရာတွေကိုကုသပေးဖို့အသင့်စောင့်ဆိုင်နေ bonus နဲ့နံပါတ်6တခုလားအမှန်တကယ်ကတော့နှမျိုးလုံးပါပဲဗျာ WWE ကသူတို့တုံးတဲ့လက်နက်တွေကိုသိသိနိုင်နဲ့ထင်းအောင်လိမ္မာပန်းတဲ့လက်ကွက်တွေနဲ့အသုံးပြုနေပေမဲ့လည်းနဘန်းအားကစားဟာခန္ဓာကိုယ်တွေကိုအသုံးပြုပြီးဖြောပြရတဲ့အားကစားနည်းတစ်မျိုးဖြစ်တာကြောင့်အနေနဲ့များတဲ့အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုဖြစ်နေစေပါပဲဘယ်လက်နက်ကမိတ်ဆွေကိုအားသိစေခဲ့တယ်နောက်ထပ်ဘလို့အကြောင်းအရာတွေကိုမျှဝေပေးရအောင်မလဲဆိုတာ comment မှာရေးခဲ့ပေးပါဦးကဲဒီဗီဒီယိုကိုကြည့်ပြီးရင်လည်း WWE ကိုကြိုက်တဲ့ကိုယ်တငယ်ချင်းတွေကို share ပေးလိုက်ကြပါဦးဒီလိုဗဟုသုတအချက်လက်တွေကိုစိတ်ဝင်စားတယ်ဆိုရင် channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဗျာကြည့်ရှုအားပေးတဲ့လူတွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေကိုလည်းစောင့်မျှော်ကြည့်ရှုပေးကြပါဦး